အဲ့ဒါဖြောက်ရင်ဒီဟာလေးနှိပ်ပါတယ်စစ်တာလေးဒီစစ်တာလေးစစ်တာ2 8စစ်တာအဲ့မှာ copy ရပေါ်လာပါတယ် okay နှိပ်ပါမယ်ပြီးလို့ရှင်ဒီအောက်ကို function ဆိုတဲ့ဟာကိုဆင်းပါမယ် okay နှိပ်ပါမယ်ပြီးကြရင်ဒီ clear ကိုဆင်းပြီးတော့ okay နှိပ်မယ်နောက်ပြီးတော့အောက်ထပ်ဆင်းမယ် all ကိုနှိပ်မယ်အဲ့ executing ကိုခဏစောင့်နေလိုက်စောင့်တယ်နော် executing ကိုခဏလာစောင့်လိုက်အဲ့ပြီးရင် executing ပြီးသွားရင်အောက်ဆင်းအဲ့မှာ error ဆိုတော့ကောင်ရှိမြင်ရလားမသိ error ကိုလည်း okay နဲ့executing လည်းပြီးသွားရင် power ပိတ်ပြီးရင် power လေးကိုပြန်ဖွင့်လိုက်ပါရိုက်ထားနော်ဟုတ် အဲ့ဒါဆိုအင်္ဂလိပ်ပေါ်လာပါလေအင်္ဂလိပ်ဆိုပြီးတော့စာသားလေးပေါ်လာအဲ့ဒါ okay နှိပ်လိုက်ပြီးတော့ဒီ next ကြတော့လဲဒါလဲ next ကိုနှိပ်လိုက်ဒီ remaining တုံတာဆို okay နှိပ်လိုက်ဒီမှာ waiting adjust the drawing unit waiting ဆိုပြီးတော့သူကစောင့်ခိုင်းတယ်အဲ့ဒါပြီးတော့ဒီမှာ start missing တုံတာတဲ့ duration 3 minutes စစ်တက်အဲ့ဒါလဲ okay နှိပ်လိုက်အဲ့မှာ sync ဘူးကိုလည်း okay နှိပ်လိုက်နောက်ပြီးတော့ဒီမှာ A4 paper တဲ့အဲ့ဒါလည်း okay နှိပ်လိုက်ပြီးတော့ဒီမှာ UTC တဲ့ okay နှိပ်လိုက်ပြီးရင် date တွေကလည်းကိုကြိုက်တဲ့ date ထည့်လိုက်ပေါ့မှန်အောင်ထည့်ခြင်းလည်းထည့်မထည့်လည်း okay နှိပ်လိုက်ပြီးတော့ဒါလေးလည်း okay နှိပ်လိုက်ပြီးတော့ဒီမှာအားသားကိုလည်း okay နှိပ်လိုက် missing တုံတာတဲ့စေးမှွေနေတယ်တဲ့ wait တွေမှုမယ်ခဏစောင့်နေလိုက်စေးမှွေနေတာစေးမွေလို့အားရရင်သူကဆွဲလို့ရတယ်စေးမွေလို့အားမရရင်တော့ဆွဲလို့မရဘူးအဲ့လိုလေးရက်သွားရင်ဆွဲလို့ရတယ်ဆွဲလို့ရတယ်ကြိုက်ပြလိုက်